အစွမ်းထက်တဲ့တောင်ပန်တွေနဲ့အတူထူးခဲ့တဲ့ညံရီရှိပြီးနမိမဲ့အတီနာကအိုလံပစ်တောင်ထိပ်မှာအမြဲတောက်ပနေပါတယ်သူကပလွေလိုလက်ရကောင်များစွာကိုတီထွင်ခဲ့ပြီးလူတွေရဲ့နှလုံးသားကိုဆွဲမစေမဲ့တီးသွားတွေကိုဖန်တီးခဲ့ပါတယ်သူက trumpet ကိုဖန်တီးခဲ့ပြီးအဲ့ဒါကိုကြားရတဲ့သူတိုင်းကိုဆွဲဆောင်စေတဲ့တောက်ပပြီးတန့်စင်တဲ့အတန်တွေကိုထုတ်ပေးတယ်လေသူ့ရဲ့ဖန်တီးမှုအသစ်တွေကိုတင်ဆက်ချိန်ဆိုနမိမယ်တွေအားလုံးလာရောက်ကြည့်ရှုကြပြီးသူ့ရဲ့အရေးအချင်းကြောင့်အံ့ဩသဘောကျနေခဲ့ကြပါတယ်အတီနာရဲ့ရင်းနှီးတဲ့တငယ်ချင်းညရဲ့နမိမယ်နဲ့လေလာကတီထွင်စမ်းသပ်မှုအသစ်တွေကိုကြော်ညာနေချိန်သူနဲ့အတူအမြဲလိုက်လာခဲ့ပါတယ်တီထွင်စမ်းသပ်မှုတွေကိုလူတိုင်းခံစားနေကြချိန်လာနမိမယ်ကနောက်ကျနေခဲ့ပါတယ်လန်ခီမှာသူပြန်တန်းရင်ကြောက်မက်ဖွယ်ကောင်းတဲ့မုန်တိုင်းတစ်ခုနဲ့တိမ်တိုက်တွေကိုစုပ်ပြဲစေတာကြောင့်သူရုန်းကန်ခဲ့ရတာမဟုတ်လို့ပါပဲအိုလံပစ်ကမြင်မာတဲ့တောင်ထုံမှာပြန်တန်းလို့တဲ့နမိမယ်တွေကစိမ့်လန်းနက်နေတဲ့တိမ်တိုက်တွေကိုမှီခိုအားထားခဲ့ရပါတယ်ဒါပေမဲ့အတီနာကတော့ချွင်းချက်အနေနဲ့သူ့ရဲ့ထူးခြားတဲ့အတောင်တွေနဲ့ပြင်းထန်တဲ့မုန်တိုင်းတွေထဲမှာတော့ကောင်းကင်မှာပြန်တန်းနိုင်တယ်လေအဲ့ဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကဉာဏ်ပညာနမိမယ်ကိုအကြံဉာဏ်တစ်ခုပေါ်လာစေခဲ့ပါတယ်တခြားနမိမယ်တွေကောင်းကင်ပြမှာအလွယ်တကူပြန်တန်းနိုင်အောင်လို့တောင်ပန်တစ်စုံငါဖန်နေရင်ရောမကောင်းလားပွဲပြီးချင်းမှာအစွမ်းတက်တဲ့တောင်ပန်တစ်စုံဖန်တီးဖို့စမ်းသပ်ဖို့သူ့အခန်းကိုအမြန်ပြန်လာခဲ့ပါတယ်အတီနာကလေလာကိုသူ့ရဲ့လူယုံအဖြစ်သတ်မှတ်ပြီးသူ့ရဲ့စမ်းသပ်တဲ့အကြံဉာဏ်တွေအားလုံးကိုသူနဲ့မျှဝေခဲ့တဲ့နေ့ရက်တည်ထွင်မှုတွေကိုငါတကယ်လေးစားတယ်ငါလည်းငါအတောင်ပန်တွေနဲ့လွတ်လပ်စွာပြန်တန်းချစ်လိုက်တာအတီနာကသူ့ရဲ့အချစ်ဆုံးတငယ်ချင်းရဲ့ဆန္ဒကိုကြားပေမဲ့အဲ့ဒီတောင်ပန်တွေကမပြည့်စုံသေးတာကြောင့်သူစိုးရိမ်ပြီးလေလာကိုချစ်ချင်းမပေးလိုက်နိုင်ဘူးလေအဲ့ဒီနောက်အတီနာကလေလာကိုအတောင်တွေနဲ့ပြန်တန်းခြင်းရဲ့ပျော်ရွှင်မှုကိုတွေ့ကြုံခံစားနိုင်စေဖို့လေထဲကိုလေလာကိုခေါ်ဆောင်သွားခဲ့ပါတယ်။နှစ်ယောက်သားကြီးမားလာတဲ့ရှုခင်းတွေနဲ့ကဘာရဲ့လှုပ်ဝက်ဆန်းကျင်မှုတွေကိုကြည့်ရှုရင်းတိုက်ကြီးတွေကိုလှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။ပင်မလာတာကြောင့်အတီနာနဲ့လေလာတို့လည်းရေစီချောင်းအနီးမှာအနားယူဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။လေလာရဲ့မျက်လုံးတွေရှေ့မှာကြည်လင်တဲ့ဆန်းချောင်းတစ်ခုရှိနေခဲ့ပါတယ်။သူကရေချိုးဖို့အကြံပေးလိုက်တဲ့အတီနာလည်းတုံဆိုင်မနေပဲသူကသူ့ရဲ့အတောင်ပံတွေကိုတောက်ပတဲ့အလင်းရောင်နဲ့ဖြုတ်ကဆန်းချောင်းတွေကိုရွှင်မျိုးစွာမသွားမီတစ်ပင်အောက်မှာထားခဲ့ပါတယ်။ရင်းနှီးတဲ့တငယ်ချင်းနှစ်ယောက်ကချမ်းအေးတဲ့ရေပြင်မှာပွေ့ဖက်ကရီမောနေခဲ့ကြပါတယ်။အဲ့ဒီပျော်ရွှင်မှုအခိုက်အတန့်မှာလေလာကသူ့ရဲ့လက်ကောက်ကိုပျောက်သွားတာကြောင့်အော်ဟစ်ခဲ့ပါတယ်။အတီနာလည်းခြေရာတွေနောက်လိုက်ဖို့အရာအလုံးကိုခြံထားခဲ့ကလေလာရဲ့လက်ကောက်ကိုရှာခဲ့တဲ့ဒါကိုအခွင့်ကောင်းယူပြီးလေလာကသူ့ရဲ့တောင်ပံတွေကိုခိုးယူသွားပါတော့တယ်။အဲ့ဒီနောက်သူကမှောင်မိုက်တဲ့အလင်းနှန်းတွေကိုထုတ်လွှတ်ကကောင်းကင်ကိုမှောင်မိုက်စေတာကြောင့်အတီနာလည်းကြောက်လန့်ပြီးလမ်းပြောက်သွားခဲ့ပါတယ်။လေလာလည်းသူ့ရဲ့အချစ်ဆုံးတငယ်ချင်းကိုခြံထားခဲ့ကအိုလံပစ်ကိုပြန်သွားခဲ့တဲ့။ကောင်းကင်ကြီးလည်းမှောင်လာပြီးလေလာကသဲလွန်စားမရှိအတီနာရဲ့တောင်ပံတွေနဲ့အတူပျောက်ကွယ်သွားပါတော့တယ်။နမိမဲ့အတီနာလည်းနှစ်သိမ့်စရာမရှိမြေပြင်ပေါ်လဲကျသွားကမျက်ရည်တွေစီးကျလာပါတော့တယ်။သူကလေလာကိုစိတ်ပြတ်မိပေမဲ့လေလာရဲ့တရုံမှန်ကိုမသိခဲ့တာကြောင့်သူ့ကိုယ်သူပိုစိတ်ပြတ်နေခဲ့ပါတယ်။သူတို့ပြန်တန်းတဲ့နေ့ကသူ့ရဲ့စွမ်းအင်တွေအလွန်အကျွံကုန်ဆုံးသွားတာကြောင့်သူ့မောပန်းနွမ်းနေပြီးမေ့လဲသွားခဲ့ပါတယ်။လေလာကကောင်းကင်ဘုံကိုအမြန်ပြန်လာပြီးတခြားနှစ်ဖျားတွေရှိမှအတီနာကလက်မိမယ်မဖြစ်ထိုက်ကြောင်းဆွတ်ဆွဲခဲ့တဲ့။အတီနာကလူသားကိုချစ်မိသွားခဲ့ပြီးအတီနာကအပြစ်ပေးခံရကလူကဘာကိုနှင်ထုတ်ခံရကြောင်းသူပြောခဲ့ပါတယ်။သူ့ရဲ့အတောင်ပံတွေလည်းအဖယ်ထုတ်ခံရပြီးလေလာကိုအပေးရခံခဲ့ရတယ်လေ။တခြားသူတွေကအံ့ဩနေပြီးလေလာရဲ့စကားကိုမယုံကြပေမဲ့သူမှန်ကန်ကြောင်းဆက်ပြီးပြသနေခဲ့ပါတယ်။အားလုံးကနှုတ်ဆက်နေပြီးဘာမှမပြောဘဲနမိမဲ့အတီနာလိုပင်ကိုစွန့်ရည်ရှိတဲ့သူအတွက်နောင်နာရနေခဲ့ကြပါတယ်။အတီနာကကံကောင်းပြီးသူ့ကိုကယ်တင်ပြီးသူ့ရဲ့နေအိမ်ကိုခေါ်ဆောင်သွားတဲ့နတ်သမီးလိုလှပတဲ့မဲမက်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။မဲမက်စ်ကသူ့ကိုရက်ပေါင်းများစွာဂရုစိုက်ခဲ့တယ်လေ။မဲမက်စ်ကလှပတဲ့သွင်ပြင်ရှိပေမဲ့ဆင်းရဲတဲ့ဘဝနဲ့နေထိုင်ခဲ့ပါတယ်။လေယာလုပ်ငန်းကိုမှီခိုအားထားနေရပေမဲ့ဆင်းရဲတဲ့နတ်စွာရုန်းကန်နေရပြီးအသီးနှံကိုမရိတ်သိမ်းနိုင်တာကြောင့်သူ့ကိုစိတ်မကောင်းဖြစ်စေခဲ့ပါတယ်။အတီနာနိုးလာချိန်သူကမဲမက်စ်နဲ့ရက်အတော်ကြာနေမှန်းသိလိုက်ရတာကြောင့်သူမယုံနိုင်ဖြစ်နေခဲ့တဲ့။သူကမဲမက်စ်ကဂရုစိုက်မှုကိုအယမ်းတမိုးထားပေမဲ့မဲမက်စ်တို့ဝန်တော့ဝန်မှုဖြစ်မှာကိုစိုးရိမ်နေတယ်လေ။အတီနာကမဲမက်စ်ကိုတောင်းပန်ပြီးနှုတ်ဆက်ဖို့ဆုံးဖြတ်ကသူ့ရဲ့အိမ်ကိုပြန်သွားဖို့မျှော်လင့်နေခဲ့ပါတယ်။ဒါပေမဲ့မဲမက်စ်ကတော့သူ့ရဲ့ဘဝကိုမျှဝေဖို့အဖို့ကိုတောင်းတပြီးအတီနာကိုဆက်နေစေချင်ခဲ့တယ်လေ။အတီနာမှာသွားစရာနေရာမရှိတာကြောင့်သူ့တန်ရာတွေတက်တာပြောင်းကင်းပြီးအိုလံပစ်ကိုပြန်နိုင်မဲ့လမ်းကိုရှာတွေ့နိုင်မယ်လို့မျှော်လင့်နေခဲ့ပါတယ်။အတီနာကမဲမက်စ်ကနှွေးထွေးမှုနဲ့ကျင်နာမှုကိုတံမိုးထားခဲ့ပေမဲ့သူကလေလာရဲ့တစ္ဆာဖောက်မှုအမှတ်တရတွေကိုမဖျောက်ဖျက်နိုင်ပဲသူ့ပတ်ဝန်းကျင်ကအရာအားလုံးကိုသတိထားနေခဲ့ပါတယ်။နောက်တစ်နေ့မှာမဲမက်စ်ကအတီနာကိုရွာတစ်ဝိုက်ကိုခေါ်သွားချိန်ရွာသူရွာသားတွေရဲ့ဆင်းရဲနွမ်းပါတဲ့ဘဝကိုအမဲလိုက်ခြင်းအစာရှာဖွေခြင်းနဲ့ငတ်မွတ်ခေါင်းပါတဲ့နေ့ရက်တွေကိုဖျက်ဆီးရှင်သန်ရတာကိုတွေ့မြင်ခဲ့ရပါတယ်။အချို့လူတွေကအိုးမဲအိမ်မဲဖြစ်ပြီးအပြင်ရဲ့အေးခဲတဲ့ညမှာအိတ်ခဲ့ရပါတယ်။တခြားသူတွေကတော့နည်းနည်းကန်ကောင်းပြီးအကာအကွယ်အတွက်ရွက်ဖြင်တင်းမှနေခဲ့ကြပေမဲ့မုံတိုင်းတံကိုမခံနိုင်ခဲ့ကြပါဘူး။အတီနာမျက်မြင်တွေ့ခဲ့သမျှကသူ့ကိုဒီနေရာမှာလူတွေအတွက်တနာကယူနာတက်စေခဲ့ပါတယ်။
သူ့ခရီးတွေအပြီးမှာအသီနာကလူတွေရဲ့ဒုက္ခတွေအတွက်တနာမှုကိုခံစားခဲ့ရပြီးသူတို့ရဲ့အခက်အခဲတွေကနေလွတ်မြောက်ဖို့တစ်ခုခုလုပ်ပေးနိုင်မှုဆန္ဒပြုခဲ့ပါတယ်။သူကရေလွှမ်းမိုးတံခံနိုင်တဲ့အိမ်တွေဖန်တီးဖို့လေယာစိုက်ပျိုးရေးမှာလူတွေကိုကူညီဖို့ထုံရမှုတီထွင်ခြင်းနဲ့ဒီနေရာမှာလူနေမှုဘဝတိုးတက်စေဖို့အခြားအံ့ဖွယ်အမှုတွေပြုလုပ်ပေးခဲ့ပါတယ်။အသီနာရဲ့ကျေးဇူးကြောင့်ဒေသတွင်းမှာရှိတဲ့အရာအားလုံးကတိတိတတ်တာတိုးတက်လာပြီးလူတွေကဆင်းရဲမွဲတေတာဒါမှမဟုတ်စားနပ်ရိက္ခာအတွက်ရုန်းကန်ခြင်းမရှိတော့ဘူးလေ။ရွာသားတွေကအသီနာကိုဂုဏ်ပြုကြပြီးဘယ်တော့အားလုံးကသူ့ကိုချီးကျူးနေကြတဲ့။နတ်မိမယ်လေလာကတော့အစွမ်းထက်တဲ့တောင်းပန်တွေရှိပေမဲ့သူကလူတိုင်းရဲ့ချီးမွမ်းခြင်းကိုမခံရတာကြောင့်သူ့ကိုဒေါသထွက်စေခဲ့ပါတယ်။လေလာကအသီနာရဲ့အတိတ်ကတီထွင်မှုတွေကိုထိခိုက်စေတဲ့အတိုင်းပစ္စည်းတွေအပေါ်သူ့ရဲ့ဒေါသကိုမကြာခဏဆိုသလိုတင်လေးရှိပါတယ်။အချိန်တွေကုန်လွန်သွားပြီးအသီနာကကောင်းကင်မှာခုန်ပြန်နေတဲ့ငှက်တွေနဲ့လေနုအေးထဲမှာလက်ပြတွေကခုန်နေတာကိုကြည့်ပြီးသူ့အိမ်ကိုလွမ်းသွားခဲ့ပါတယ်။သူကသူ့ရဲ့အိမ်မက်တောင်ပန်တွေဖန်တီးဖို့လှုပ်ဝက်ခြင်းကိုစင်စက်မပြတ်ရှာဖွေနေပြီးသူ့မိသားစုနဲ့ပြန်လည်တွေ့ဆုံလိုတဲ့ဆန္ဒအမြဲရှိနေခဲ့တဲ့။စိန်ခေါ်မှုများစွာရှိပေမဲ့အတောင်ပန်တွေကိုဖန်တီးရမှာဝရိယရှိရှိသူလှုပ်ဆောင်နေခဲ့ပါတယ်။သူ့ရဲ့နှလုံးသားထဲမှာသူ့ရဲ့အိမ်မက်ကိုဆွန့်လွတ်ဖို့ငင်းဆန်တဲ့ပြင်းထန်တဲ့မိတော်တစ်ခုကလောင်ကျွမ်းနေတယ်လေ။ Maramas ကအသီနာရဲ့အရေးအချင်းတွေနဲ့စိတ်ပိုင်းဖြတ်မှုကိုသဘောကျနေခဲ့ပါတယ်။လေလာနဲ့မတူတာကသူကအသီနာရဲ့ဖြူစင်တဲ့ငန်းအမွှေးတွေကိုရှာဖွေရမှာကူညီပေးခဲ့ပါတယ်။အသီနာပြန်တန်းနိုင်စေဖို့အတောင်ပန်တွေအတွက်ခိုင်မာတဲ့ဘောင်တစ်ခုဖန်တီးဖို့ခိုင်ခန့်ပြီးလက်ရောညီထွေရှိတဲ့ထမ်းရွက်တွေကိုပညာရှိစွာရွေးချယ်ခဲ့တဲ့။နောက်ဆုံးမှာတော့အသီနာတောင်းတတဲ့နေ့ကိုရောက်လာခဲ့ပါပြီ။ဇွဲလုံးလာနဲ့မရေမတွက်နိုင်တဲ့အတားအဆီးတွေကိုကြော်ဖြတ်ပြီးသူက Maramas ရဲ့ကြီးညိုလေးစားမှုနဲ့အတူသူ့အတွက်အံ့ဖွယ်တောင်ပန်တစ်စုံကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကန်ချမာကအသီနာအတွက်နောက်ထပ်လှည့်ကွက်တစ်ခုရှိနေခဲ့ပါတယ်။သူပြန်မဲ့ညမှာထူးခြားတာတစ်ခုဖြစ်ပွားခဲ့ပါတယ်။ရုတ်တရက်မှောင်မိုက်တဲ့မိဂုံဝေးတစ်ခုက Maramas ရဲ့အိမ်ကိုဖုံးလွှမ်းသွားပြီးအတောင်ပန်တွေကိုတိတ်ဆိတ်ဖြစ်မှတ်ထားတဲ့သူကလေလာကလွယ်ပြီးတခြားသူမဟုတ်ပါဘူး။အသီနာစီကနေလေလာကလူယူခဲ့တဲ့အတောင်ပန်တွေကတဖြည်းဖြည်းစွမ်းအားတွေပျောက်ဆုံးသွားကဆွဲဆောင်မှုမရှိနိုင်တော့ဘူးလေ။အသီနာရဲ့အံ့ဖွယ်ဖန်တီးမှုတွေအကြောင်းသိလာချိန်မှာသူကတောင်ကိုခိုးယူဖို့ချက်ချင်းစီစဉ်ခဲ့တဲ့။လေလာကဒုတိယအကြိမ်ခိုးယူတော့မယ့်အချိန်မှာ Maramas ကအချိန်ကြီးရပ်တန့်လိုက်ပါတယ်။ Maramas ကသူ့ကိုတောင်ပန်တွေမပေးဖို့ညှင်းဆိုနေခဲ့ပြီးလေလာကိုလူသားတွေနဲ့နှောက်ယှက်ခြင်းမပြုဖို့ဥပဒေတွေကတားမြစ်ထားတာကြောင့်သူက Maramas ကိုလှည့်စားဖို့ချုံမီနဲ့စကားလုံးတွေကိုအသုံးပြုဖို့လိုအပ်တယ်လေမမက်စ်တကယ်လို့မင်းငါ့ကိုဒီတစ်ခေါက်ကူညီပေးရင်အပြည့်အလန်အားဖြင့်မင်းကိုချမ်းသာပြီးတက်တောင့်တက်တာရှိတဲ့ဘဝတစ်ခုငါပေးမယ်ဒါဆိုမင်းဒီချက်တီးမြေတွေမှာအလုပ်လုပ်နေစရာမလိုတော့ဘူးလေတကယ်ကောင်းတဲ့ကမ်းလှမ်းချက်တစ်ခုနဲ့အတူကျင်နာတတ်တဲ့သဘောရှိတဲ့ Maramas ကဒါကိုသူသဘောတူမှာလားMaramas ကအသီနာရဲ့မော်တော်မန်တွေကိုတစ္ဆာပေါက်လေလာကိုပေးခဲ့မယ်လို့ဘယ်သူမှမမျှော်လင့်နိုင်ခဲ့ဘူးလေရှေဝေးကိုပြန်တန်းဖို့ဒီအတောင်ပါတွေကိုသုံးနိုင်ပါတယ်ရှေရဲ့စစ်စစ်ဥစ္စာတွေကိုကျမမလိုဘူးအမြန်ထွက်သွားပါတော့ Maramas ကမယုံနိုင်စရာလွတ်ရကြောင်းလေလာအံ့ဩသွားခဲ့ပေမဲ့သူကအံ့ဖွယ်အတောင်ပန်တွေကိုရသွားတာကြောင့်လေလာကဒါကိုသတိမပြုမိခဲ့ပါဘူးလေလာကတောင်ပန်တွေကိုဝစ်စင်ကခိုးယူထားတဲ့စုနဲ့အတူမောက်မာစွာထွက်သွားဖို့ပြင်နေခဲ့ပါတယ်နင်တို့အားလုံးကငါအချစ်ဆုံးနဲ့အကာအကွယ်ပေးခြင်းဆုံးတွေဖြစ်တာတော့နင်တို့ငါ့ကိုဘာလို့သစ္စာဖောက်တာလဲအသီနာကတကယ်ကိုဒေါသထွက်နေပေမဲ့လေလာကမျှော်လင့်ထားသလိုပဲကြောက်ရွံ့တဲ့လက္ခဏာမျိုးမပြဘူးလေအဲ့ဒီအစားသူကစိတ်လဲပြီးအရှက်မရှိပုံပေါ်ပါတယ်။အိုးအသီနာငါရဲ့လောက်ပါပြီထက်မြက်တဲ့တငယ်ချင်းလေးဒီလိုအခြေအနေတွေအောက်မှာငါတို့စုံတွေ့ဖို့ဘယ်တုန်းကမှငါမမျှော်လင့်ထားခဲ့ဘူး။ငါနင့်ကိုကောင်းကောင်းဆက်ဆံခဲ့တယ်။နင်ဘာလို့ဒီလိုလုပ်ရတာလဲ။ဘာလို့လဲဆိုတော့နင်ကအမြဲတမ်းစစ်ကြောဝရရဲ့အလဲဘိုးမှာပဲ။နင်အမြဲတမ်းချင်းမွန်းခံနေရတဲ့အချိန်ငါ့ကိုကြောက်တော့ဘယ်သူမှဂရုမစိုက်ကြဘူး။နင်ရရှိခဲ့တဲ့ဂုဏ်အသရေတွေအားလုံးငါမုန်းတယ်အသီနာကလေလာရဲ့တရုံမှန်ကြောင့်ထိတ်လန့်သွားပြီးလေလာကဒီလိုတကယ်မဟုတ်ပါဘူးဆိုရဲမျှော်လင့်ချက်သေးသေးလေးကိုစုပ်ကင်ထားခဲ့တာလေ Maramas ကတော့လေလာကိုအတောင်ပန်ပေးလိုက်ရတဲ့အကြောင်းရင်းကသူတယောက်တည်းဖြစ်သွားမှကိုကြောက်ပြီးသူတငယ်ချင်းအသီနာကိုအဆုံးရှုံးမခံချင်တာကြောင့်ပါသူ့ရဲ့အထီးကျမှုကသူ့ကိုဒီမိုင်မဲတဲ့ဆုံးဖြတ်ချက်ကိုချစေခဲ့တာပဲဖြစ်ပါတယ်ကဲအသီနာနေ့မှာတကယ်ကိုလေးစားစရာကောင်းတဲ့လူရောင်ရှိနေတာပဲဒါဆိုလဲနေဒီမှာပဲသူနဲ့အတူထာဝရနေလိုက်လေစကားဆက်မပြောတော့ပဲလီလာကပြင်းထန်တဲ့မုန်တိုင်းကိုပုံဖော်ကကောင်းကင်ကိုတက်သွားစေဖို့သူ့ရဲ့တောင်ပန်တွေရဲ့ဆွမ်းအားကိုတုံးလိုက်တဲ့ထူးဆန်းတာကသူ့ရဲ့တောင်ပန်တွေကရုတ်တရက်ပေါက်ကွဲသွားပြီးဖုံမုံတွေဖြစ်သွားတာကြောင့်လီလာကနေပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်ဟာအိုးလီလာငါအရင်တော့လို့နှုတ်ကနေအောင်မဲလို့နေထင်နေရလားအရာအလုံးကအသီနာရဲ့ဂယုတဆိုင်အစီအစဉ်ရဲ့တစိမ့်တစ်ပိုင်းဖြစ်ပြီးသူကသူ့ရဲ့တောင်ပန်တွေကိုဂယုတဆိုင်ပွက်ထားခဲ့တယ်လေလီလာရဲ့တောင်ပန်တွေကသူ့ရဲ့ချွန်ရင်းချက်ရှိတဲ့ဖန်တီးမှုတွေကတခုပါပဲ
အသီနာကသူ့ရဲ့လက်ကိုပွေရမ်းလိုက်ပြီးမော်အတော်မန်တွေကသူ့စီကိုပြန်နှန်းလာကလေလာနဲ့ Memories တို့ကိုအံ့အားသင့်စေခဲ့ပါတယ်။ယာရုမြင့်နတ်မိမယ်တွေကလေလာရဲ့မကောင်းမှုတွေကိုတက်တည်ခံမှုဆင်းလာကသူ့ရဲ့လုပ်ရက်ကြောင့်အားလုံးယွန်ရှာနေခဲ့ကြပါတယ်။အသီနာကတခြားနတ်မိမယ်တွေစီကိုအကြောင်းကြားစာတွေရေးခဲ့ပြီးအဖြစ်အပျက်တွေအားလုံးကိုအသေးစိတ်ဖော်ပြခဲ့ပါတယ်။လေလာလည်းဒေါသစိတ်ကြောင့်လက်တုံပြန်လို့တဲ့အချိန်အသီနာနဲ့တခြားတဲ့နတ်မိမယ်တွေကသူတို့ရဲ့မော်အစွမ်းတွေပေါင်းဆက်ကလေလာကိုဖားလေးအဖြစ်ပြောင်းလဲလိုက်တာကြောင့်သူခိုကိုးရမယ်ဖြစ်သွားခဲ့ပါတယ်။အားလုံးပြီးနောက်အသီနာလည်းဉာဏ်ပညာနတ်မိမယ်အဖြစ်သူ့ရဲ့တာဝန်တွေကိုထမ်းဆောင်ဖို့ကောင်းကင်ကိုပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Memories ကဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေအတွက်ရှက်မိခဲ့ပေမဲ့အသီနာရဲ့ကျေးဇူးကြောင့်စိတ်သက်သာရာရခဲ့ပါတယ်။ ဒီမကြသေးခင်အချိန်အတွင်းမင်းရဲ့ကျင်နာမှုအတွက်ကျေးဇူးတင်ပါတယ်မမတ်အနာဂတ်မှာမင်းနဲ့တခြားသူတွေစီအလဲလာဖို့ငါကတိပေးပါတယ် အဲ့လိုပြောပြီးနောက်အသီနာကတခြားနတ်မိမယ်တွေနဲ့အတူ Olympus တောင်ကိုပြန်လာခဲ့ပါတယ်။ຫນွေဥရာသီတိုင်းသူက Memories နဲ့သူ့ရဲ့ရွာကိုပြန်လာခဲ့တဲ့။ဖားလီလာကတော့လေကွင်းတစ်ခုကနေတစ်ခုစီကိုဆက်လက်ခုန်ပေါက်နေပေမဲ့ဘယ်သူမှသူ့ကိုဂယုမဆိုင်ခဲ့ဘူးလေ